ထူးချွန်တဲ့စစ်သားတယောက်ဟာဂိမ်းထဲကလိုမျိုးလှုပ်ဝက်မေးရှင်တွေကိုမြင်တွေ့လာရတဲ့အခါသူဟင်းချက်လိုက်တိုင်းမှာလဲသူ့ရဲ့အရေးချင်းတွေကတဆင်ပြီးတဆင်ပူးတော်လာပါတော့တယ်ဒီနေ့တင်ဆက်ပေးမယ့်စကားလေးကတော့ချက်ပြုတ်ရေးစစ်တီတော်ရဲ့ဒဏ္ဍာရီဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဒီဇလန်းကတော့လူကြိုက်များတဲ့အင်တာနက်ရုပ်ပြဇလန်းကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇလန်းအစမှာတော့ရေချင်းအလွန်ထူးချွန်တဲ့ခန်းဆောင်ကျယ်ဆိုတဲ့စစ်သားတလီကိုခန့်ရင်လို့ခေါ်တဲ့စစ်စခန်းတစ်ခုစီပို့ဆောင်လိုက်ပါတယ်စခန်းကလူတွေအားလုံးကလည်းအခုလိုရေးချင်းရှိတဲ့စစ်သားမျိုးရောက်လာတာကခဲရင်တာမျိုးအတော်လေးစိတ်လှုပ်ရှားနေကြပါဒါပေမဲ့ကားပေါ်ကအစင်းမှာပဲစောင်းကျယ်ဟာကြီးငန်းတကောင်သူ့မျက်စိရှိမှတင်ပြန်တန်းပြောက်ကွယ်သွားတာကိုမြင်လိုက်ရပြီးစောင်းကျယ်ကအဲ့ဒီကြီးငန်းကိုလိုက်ရှာဖို့ကြိုးစားနေတော့မှပဲအခေါ်ခံလိုက်ရတာမို့စက်မချတော့ပဲလွတ်ထားလိုက်ရပါတယ်အဲ့ဒီနောက်တက်ထဲဝင်ဖို့ကိုရဲရာဇဝင်စီစစ်တဲ့နေရာကိုအခေါ်ခံရပြီးအဲ့ဒီမှာလေတက်ထဲကစစ်သားစီနီယာတွေနဲ့တွေ့ဆုံခဲ့ပြီးစစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာစောင်းကျယ်ကအလွန်မင်းအောင်စိုက်ပြီးအတီပေါက်ဖြစ်နေတော့ရုတ်တရက်ဘယ်ကမှမသိတဲ့ထူးဆန်းတဲ့အတန်တစ်ခုကသူ့နာမည်ကိုခေါ်လိုက်ပါတယ်။စောင်းကျယ်လည်းစစ်သားပြီးချက်ချင်းပဲမတ်တက်ရပြီးအတန်ကျယ်ကြီးနဲ့ထူလိုက်တာကြောင့်တခန်းလုံးကလူတွေလက်ကြည့်ပြီးကြောင်ရမ်းဖြစ်သွားကြကစစ်ဆေးမှုရလက်ထွက်လာတဲ့အခါမှာတော့ထင်ထားတာထက်အများကြီးပူဆိုးနေခဲ့ပြီးသူ့မှာစိတ်သက်ကြတဲ့ဝေဒနာရှိနေကဂိမ်းအပြင်းထန်ဆွဲလန်းနေတဲ့လက္ခဏာတွေရှိနေပြီးဒါအပြင်သူ့ရဲ့နောက်ခံဘဝသမိုင်းကလည်းတနာစရာကောင်းလာပါတယ်။မိသားစုကဆင်းရဲတဲ့အပြင်အဖေဖြစ်သူကလည်းလွန်ခဲ့တဲ့နှစ်ကမှဆုံးမသွားတာကြောင့်စစ်တကန်းကသူ့ကိုအထီးဆောင်ကြည့်ရမယ်အနေရရှိစစ်သားအုပ်စုဝင်ဖြစ်တတ်မှတ်လိုက်ပြီးစောင့်ကြည့်ခံစစ်သားရဲ့အမတ်သားဖြစ်တဲ့အပြုံးမျက်နှာတစ်စိတ်တုံးလေးကိုသူ့ရင်ပတ်မှာတက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ကိုမျိုးသမီးတရင်မှုဘူကြီးဂျိုရဲရင်နဲ့တွဲဆုံဖို့ခေါ်သွားကြပါတယ်စောင်းကျယ်တယောက်ကိုမိတ်ဆက်နေတော့မှပဲသူ့မျက်စိရှိမှတင်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်လာခဲ့ပါတယ်ဘေးကမှန်သားပြင်ပေါ်မှာရုတ်တရက်စာသားတွေပေါ်လာပြီးမှတ်ပုံတင်ချင်းအောင်မြင်ပါတယ်ဆိုတဲ့ထူးဆန်းတဲ့အတိပေးတန်လေးထွက်လာပါတယ်ပြီးတော့ဂိမ်းတွေတဲကလိုမျိုးကိုရီကိုသေးပြကွက်လေးတစ်ခုလေထဲမှာပေါ်လာပါတော့တယ်။စောင်းကျယ်လည်းခဏတာကြောင်ဟန်းသွားပြီးအာယုံတွင်လွတ်ထွက်သွားရကဘာဖြစ်လို့လဲဆိုတော့သူမြင်နေရတဲ့အရာကဘာလဲဆိုတာသူကိုယ်တိုင်နားမလည်လို့ပါပဲ။တရင်မူရဲရင်ကသူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုမြင်တော့ဘာကိုကြည့်နေတာလဲလို့မေးလိုက်ခါဒါပေမဲ့စီနီယာစစ်သားကချက်ချင်းပဲဂျားကနေဝင်သားချပေးလိုက်ပါတယ်။စောင်းကျယ်ကဒီရဲ့ပိုင်းခဏကြောင်တောင်ဖြစ်နေတယ်လို့ပါသူ့မှာဘာဖြစ်နေတာလဲမသိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဘူကြီးရဲရင်လည်းစောင်းကျယ်ရဲ့ရင်ဘတ်ကအပြုံးမျက်နှာတစ်စိမ့်လေးကိုမြင်တော့မှသူဟာအထူးစောင်းကြီးကန်စစ်သားဆိုတာနားလည်သွားပြီးစောင်းကျယ်ကိုထမင်းစားတောင်တီခေါ်သွားပြီးထမင်းကျွေးဖို့စီနီယာစစ်သားကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ထမင်းသားဆောင်ဘတ်ကိုလှည့်လိုက်တဲ့အခါမှာတော့စက်ခန်းရဲ့စပူမှုကြီးဖြစ်တဲ့လူကောင်ကြီးနဲ့ယွန်တုံးဟာဟင်းချက်နေတာကိုတွေ့ရပြီးသူကစပူမှုဆိုပေမဲ့သူ့ရဲ့ဟင်းချက်လက်ရာကတော့ကပိတစ်ခုလိုပါပဲ။ဒါအပြင်စိတ်လက်ရမ်းတူတတ်ပြီးတကယ်လို့တယောက်ကသာသူဟင်းကိုမကောင်းဘူးလို့ပြောမိရင်တော့ချက်ချင်းပြဿနာရှာခံအမှာဖြစ်ပါတယ်။တက်ထဲကစစ်သားတွေအချင်းချင်းတူတူလေးပြောနေကြတာကတော့ဂျုံတုံးစပူမှုလာလို့ရတဲ့အကြောင်းရင်းကကြက်ရင်ပုံသားနဲ့တဝူးတွေကိုစိတ်ကြိုက်ဝါစားခြင်းလို့ဖြစ်မယ်ဆိုပြီးမိဖို့ကြောင့်သုံးပစ္စည်းတွေကိုပါအလေးမသလိုမျိုးစက်သားအလားပြင်မှုတုံးနေကြတာလို့ပြောလိုက်ပါတယ်။စီနီယာစစ်သားစောင်းကျယ်ကိုခေါ်ပြီးထမင်းသားဆောင်တဲ့ဝန်ခံကြီးမှာတီကြီးတဲ့မျက်နှာပေးနဲ့သတိပေးလိုက်ပါတယ်။စိတ်ပြင်ဆင်ထားလိုက်တော့ဒီနေရာကငရဲကန်းနဲ့တူတယ်ဆိုပြီးပြောလိုက်ခါစောင်းကျယ်လည်းချက်ချင်းပဲစိုးဝင်စိတ်တွေဝင်လာခဲ့ပါတယ်။ဒါပေမဲ့အထဲကိုလမ်းလျှောက်ဝင်သွားပြီးထမင်းပန်းကိုယူလိုက်တဲ့အချိန်မှာစီနီယာစစ်သားတချို့ကသူ့ကိုလန့်ခေါ်ပြီးအတူတူထိုင်မှုပြောလိုက်ခါစစ်သားတစ်ကိုစပြီးပညာပေးပါတော့တယ်။သူတို့တွေကစောင်းကျယ်ရဲ့ရင်ဘတ်ကအပြုံးတစ်သိပ်လေးကိုလက်နဲ့ဖိပြီးဘလောက်ပဲစိတ်သက်ကြနေပါသည်အမြဲတမ်းရီမောနေရမယ်လို့ပြောကစောင်းကျယ်လည်းမချီပြုံးနဲ့အောင်းတက်နဲ့ရီပြလိုက်ရပြီးစီနီယာတွေကဒီလိုမျိုးရီရတဲ့ကွာဆိုပြီးစပွဲတစ်ခုလုံးဟိမ့်ထွက်အောင်အခြေကြီးကြီးပြကြလို့စောင်းကျယ်လည်းအောင်းတက်နဲ့ပဲလိုက်လုပ်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲညွန်တုံးရောက်လာပြီးစောင်းကျယ်ကိုကူညီပေးလိုက်ခါစီနီယာစစ်သားကိုစောင်းကျယ်ကိုတခြားသပွဲမှာသွားထိုင်မှုပြောလိုက်ပါတယ်။ထိုင်လိုက်တာနဲ့စီနီယာစစ်သားကကြပြားကတိုးလေးတတိပေးလိုက်ပါတော့တယ်။စားနေတဲ့အချိန်ကျရင်ဟင်းမကောင်းဘူးဆိုတဲ့မျက်နှာပေးမျိုးလုံးဝမပြောမိသေးနဲ့လို့ပြောလိုက်ပါတယ်။စောင်းကျယ်လည်းဆုံးဖြတ်ချက်ချပြီးပထမတစ်လုံးကိုမြည်လိုက်တဲ့အချိန်မှာပဲသူဟာမျက်စိတွေပြာသွားပြီးအလင်းပုံးနဲ့မျက်နှာကိုတက်ပြစ်ခံရတယ်လို့မျိုးနားတွေပါဥသွားခဲ့ပါတယ်။ဒါပေမဲ့ဟင်းရည်ကိုလည်းခတ်တောက်လိုက်ရောစောင်းကျယ်တယောက်တီးပြီးတေလူးမတက်ဖြစ်သွားပါတော့တယ်။စောင်းကျယ်တယောက်တီးပြီးတေလူးမတက်ဖြစ်သွားတော့အနီးနားကရေစက်ကလေးကိုတွေးလိုက်ရပြီးအသက်ရှူချောင်သွားတယ်လို့မျိုးခံစားလိုက်ရပြီးသူကအဲ့ဒီဘက်ကိုအပြေးလေးသွားပေမဲ့စစ်သားအချင်းချင်းခြေထောက်နဲ့ပိတ်ဆို့လိုက်လို့လဲကျသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူဟာရေထဲကိုပြုတ်ကျသွားတယ်လို့ခံစားလိုက်ရပြီးချက်ချင်းပဲဟင်းရည်ဦးကြီးတဝူးရဲ့အလဲတက်တဲ့မှာပေါ်လာပါတယ်။သူ့နောက်မှာတော့စပူမှုယွန်တုံးကယူသွတ်တလူမျိုးကြီးမောနေတာကိုမြင်လိုက်ရတာမို့သူကလောက်အောင်ထွက်ပြေးဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဓာရီအားလုံးကသူကိုယ်တိုင်စိတ်ကူးချင်နေတဲ့အိမ်မက်ဆိုးတွေဖြစ်နေပြီးထမင်းသားဆောင်တွေကလူတွေအားလုံးကသူ့ကိုထူးထူးဆန်းဆန်းကြည့်နေကြတဲ့အတွက်စောင်းကျင်လေးဟင်းတွေကငံလုံးလို့ပါလို့ဖြေရှင်းလိုက်ရပါတယ်။
အဲ့ဒီစကားကိုကြားတော့အခြားစစ်သားတွေကစပူမှုယွန်းလုံးစီကိုချက်ချင်းသွားတိုင်လိုက်ပါယွန်းလုံးကလည်းစောင်းကျယ်ကိုကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီးမကြရင်ကိုယ်တိုင်ချက်စားလိုက်ကြလို့အော်ပြောလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့စောင်းကျယ်ကိုဟာဆော့ကခေါ်တွေ့ပြီးသူကစောင်းကျယ်ကိုရေးရာသဝင်ကိုကြည့်လိုက်တဲ့အခါသူ့မိကလမ်းဘေးစားတောက်ကုံတွေရောင်မူမှန်သိသွားခဲ့ပါတယ်ဒါကြောင့်ဟာဆော့ကမိဖို့ကြောင့်မှလူတယောက်လိုနေတာနဲ့စောင်းကျယ်ကိုစပူမှုလေးကျင်ကန်တင်တဲ့ဆင်းအဖြစ်ခံရဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲစောင်းကျယ်ရဲ့မျက်စိရှိမှာထူးဆန်းတဲ့မျက်နှာပြင်တစ်ခုပေါ်လာပြီးဒန်နာအီလာစပူမှုရဲ့ခီးစဉ်စတင်ပါဆိုတဲ့အတိပေးတံထွက်လာခဲ့ပါတယ်ဒါပေမဲ့စီနီယာဖြစ်သူကတော့အဲ့ဆုံးဖြတ်ချက်ကိုမကြခဲ့ပါဘူးစစ်ခန်းရဲ့မိဖို့ကြောင့်အလုပ်ကအရန်ပင်ပန်းလုံးတာမို့စောင်းကျယ်လိုစိတ်သက်ပိုင်းဆိုင်ရာအားနည်းနေသူတို့မသိတော့ဘူးလို့သူကမြင်ခဲ့ပါတယ်ဒါပေမဲ့ဟာဆော့ကတော့စကားကိုနားမထောင်ပဲစောင်းကျယ်ကိုပဲမိဖို့ကြောင့်အလုပ်စီပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲယုံလုံးကစောင်းကျယ်ကိုပထမဆုံးအလုပ်ပေးလိုက်ပါအဲ့ဒါကတော့ပစ္စည်းတွေရှုပ်ပွားနေတဲ့တူလောင်ကန်းကိုရှင်းလန်းခိုင်းတာပါပဲစောင်းကျယ်ကဘဲကနေဘလို့စားရမလဲလို့တွေးနေတော့မှပဲစပူမှုလက်ထောက်အဆင့်1ဆိုတဲ့အလောက်ကန်အတစ်တစ်ခုသူ့မျက်စိရှိမှတင်ပေါ်လာပြန်ပါတယ်သူကအဲ့ဒီစာမျက်နှာကိုလက်နဲ့ထိကြည့်ပေမဲ့လက်ကထိုးဖောက်သွားတာမို့ဘာမှမရှိဘူးလို့ထင်သွားပါတယ်ပြီးတော့အထက်မှာပစ္စည်းတွေစနစ်တကျစီစဉ်ထားတဲ့စွမ်းရည်နဲ့စပူမှုရဲ့အမြင်အောင်ဆိုတဲ့စွမ်းရည်တွေကိုတင်ယူလို့ရကြောင်းပြသလာပါတယ်ပထမဆုံးမရှင်အနေနဲ့တူလောင်ကန်းကိုရှင်းဖို့တောင်းဝင်ပေးလိုက်ပြီးအဲ့ဒီချိန်မှာပဲတက်စခန်းရဲ့စံချိန်စံညွှန်းကိုလာရောက်စစ်ဆေးတဲ့အရာရှိတယောက်ရောက်လာခဲ့ပါတယ်ဒီဖို့ကြောင့်လည်းကပစ္စည်းတွေကတန်ရှင်းမှုမရှိတာတွေအဝတ်တွေစိုးစိုးနေရတဲ့အကြောင်းယုံလုံးတယောက်အကြီးကျယ်အဆူခံလိုက်ရပါတယ်ယုံလုံးလည်းသူခိုင်းလာတဲ့စောင်းကျယ်ကိုသတိရပြီးတူလောင်ခန်းစီအပြေးသွားခဲ့ပါအရာရှိကစစ်သားသစ်ဆိုတော့ဘာမှလုံးတတ်မှာမဟုတ်ဘူးလို့ထင်နေပေမဲ့အထဲကိုရောက်တဲ့အခါမှာတော့အားလုံးကိုစနစ်တကျစီစဉ်ထားတာကိုမြင်ပြီးအံ့အားသင့်သွားပါတယ်။စံအိတ်တွေကိုတောင်စူးစွမှုမရှိအောင်လျံနဲ့လက်တပွားစာခွာထားတာကိုတွေးလိုက်ရပြီးဒါပေမဲ့အရာရှိကတော့စစ်သားသစ်ကိုတယောက်တည်းခိုင်းထားတာကိုအပြစ်တင်မှုပဲကြိုးစားနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲစောင်းကျယ်ရဲ့မျက်စိရှိမှာမေရှင်အောင်မြင်ကြောင်းစာသားပေါ်လာခဲ့ပြီးအဲ့ဒီမေရှင်ကိုလုံနေတော့ကသူကပစ္စည်းတွေကိုအလွယ်တကူမနိုင်တဲ့စွမ်းရည်ကိုရရှိသွားကသူကစပူမှုရဲ့အမြင်အောင်ကိုစမ်းကြည့်လိုက်တဲ့အခါမျက်စိကိုမိတ်ပြီးစိတ်ငြိမ်အောင်ထားလိုက်ခါမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်စိရှိကဟင်းသီးဟင်းရက်တွေပစ္စည်းတွေရဲ့တက်တန်အရေးသွင်းနဲ့ဘရာကိုသုံးရမယ်မသုံးရဘူးဆိုတဲ့အထိအချက်လက်တွေပုံပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စောင်းကျယ်ကိုဘူကြီးဂျိုရင်းရင်ကတီးတက်ခေါ်တွေ့ခဲ့ပြီးစကားပြောဖို့ပြင်ဆင်လိုက်ပါတယ်စောင်းကျယ်တယောက်ရဲရဲနဲ့စကားပြောနေတော့မှပဲမျက်နှာပြင်တစ်ခုပေါ်လာပြန်ပါတယ်သူကအဲ့ဒီစာမျက်နှာကိုငေးကြည့်နေမိတဲ့အတွက်ရဲရင်ကသူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်ပြီးနင်းမှာတစ်ခုခုထူးခြားတဲ့စွမ်းအားရှိတယ်လို့ပြောချင်တာလားလို့တက်မိလိုက်ပါတယ်။စောင်းကျယ်ကလည်းချက်ချင်းပဲညင်းလိုက်ပြီးသူက crazy ဘာသာဝင်ပါလို့ပြောလိုက်ပါတယ်။ရဲရင်လည်းတပြင်းချလိုက်ပြီးဒီစကမ်းမှာသူများမမြင်ရတဲ့အရာတွေကိုမြင်ရတယ်။သူများမကြားရတဲ့အတန်တွေကိုပါကြားရတတ်တဲ့သူမျိုးလို့ပြောလိုက်ပါတယ်။အခုတော့စောင်းကျယ်ဟာစိတ်သက်ပိုင်းဆိုင်ရာအခြေအနေမကောင်းဆိုတဲ့သတင်းတွေပြန့်နှံ့နေလို့စစ်သားတွေကသူ့ကိုကြောက်နေကြပြီးအဲ့ဒီသတင်းအတွက်အခက်အခဲဆုံးဖြစ်နေတဲ့သူကတော့စပူမှုယွန်းလုံးပါပဲသူ့အတွက်စစ်မှုထမ်းရမယ့်ရပောင်း100ပဲကျန်တော့တာမို့ပြဿနာအရှုပ်ရှင်းတွေထပ်မတိုးကျင်တော့တဲ့သူလည်းဖြစ်ပါတယ်တစ်ဖက်မှာတော့စောင်းကျယ်ရေချိုးနေတော့အမဲသားရင်းကြီးဟင်းချိုးဆိုတဲ့ဟင်းချက်နီအစ်စ်တစ်ခုစနစ်ထဲမှာပေါ်လာပါတယ်သူကအဲ့ဒီစာမျက်နှာကိုထုံးစံတိုင်းလက်နဲ့လန့်ထိလိုက်တဲ့အချိန်မှာယွန်းလုံးကမြင်သွားပါတယ်ယွန်းလုံးတယောက်စောင်းကျယ်ဟာ400နဲ့ကိုစကားပြောနေတယ်လို့ထင်သွားပြီးပူတောင်ကြောက်သွားပါတော့လေညဘက်အိတ်တဲ့အခါမှာလည်းစနစ်မျက်နှာကပေါ်လာပြီးအလင်းရောင်ကြောင့်အိတ်လို့မရတာမို့စောင်းကျယ်ကခဏလောက်တော့နားပြစီအောင်လို့ညှိညူလိုက်ပါအဲ့ဒီနားမှာတော့အိတ်နေတဲ့ယွန်းလုံးကတော့နောက်ထပ်ရဲပေါင်း100ပဲကျန်တော့တာလို့တီးခတ်လိုက်စမ်းပါလို့တူတူလေးပဲစိတ်ထဲမှာပြောနေမိပါတယ်နောက်တနေ့မနက်မှာတော့ယွန်းလုံးဟာစောင်းကျယ်ကိုမိဖို့ကြောင့်လည်းခေါ်သွားပြီးလမ်းမှာစောင်းကျယ်ကအဲ့ဒီနေ့ရဲ့မီနူးကအမဲသားရင်းကြီးဟင်းညူပဲဖြစ်နေတာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့ယွန်းလုံးကစောင်းကျယ်ကိုဟင်းချက်ဖို့မခိုင်းပဲတွားလိုက်တံပဲပြီးပြီးမင်းတို့ဟင်းချက်တာကခက်ခဲလုံးပါကျမ်းမြင့်မှာပဲတန်ရှင်းလှုပ်လိုက်တော့လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ညွန့်တုံးကသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ဟင်းချက်ပါတော့ပဲငံများရည်တွေကိုအလွန်ကြုံထည့်လိုက်လို့ဟင်းရောင်ကအမဲရောင်ဖြစ်သွားပါတယ်နေ့လည်သာစားချိန်ရောက်တဲ့အခါစစ်သားတွေကအဲ့ဒီဟင်းကိုမြင်ပြီးဘယ်သူမှမစားရကြပါဘူးနောက်ဆုံးတော့တက်တိရှိတဲ့စစ်သားတယောက်ကမိကြည့်လိုက်ရမှာပဲနားတွေပါဥပြီးစစ်မြေပြင်မှာဘုံမှန်တယ်လို့မျိုးခံစားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့စစ်သားတွေအကုန်လုံးထမင်းစားတောင်ကနေထွက်သွားကြပါတယ်အဲ့ဒီသတင်းကတရင်မူကြီးစီရောက်သွားပြီးသူကိုယ်တိုင်လည်းလာမိဖို့ဖြစ်လာပါတော့တယ်ဟာဆောကချက်ချင်းပဲရဲရင်စီအရေးပေါ်သတင်းပို့လိုက်ပြီးရဲရင်လည်းမိဖို့ကြောင့်ဒီအပြေးပြန်သွားပြီးစောင်းကျင်တဲ့အတူဟင်းကိုမိကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုစားလို့မရအောင်ဆိုးရွားနေတာကိုသိလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲစောင်းကျင်ရဲ့စနစ်ကတရင်မှုအတွက်ဟင်းချိုချက်ပေးပါဆိုတဲ့မေးရှင်တစ်ခုပေးလိုက်ပါတယ်ရဲရင်စီခွင့်ပြုချက်တောင်းပြီးစောင်းကျင်ဟင်းချက်ဖို့ပြင်လိုက်ပါတော့တယ်ဟင်းချက်နေရင်းနဲ့သူ့စိတ်ထဲမှာဟင်းချက်နေအစင်းသင်ပေါ်လာတာမို့အဲ့ဒီအတိုင်းလိုက်လုပ်လိုက်ပါတယ်အမဲသားထည့်ရမယ့်အချိန်မှာအမဲသားကုံသွားတာကိုတီးလိုက်ရလို့
စောင်းကျဲတယောက်စင်သာကန်းဝင်သွားပါတယ်အဲ့ဒီချိန်မှာရေခဲတစ်တာထဲမှာတစ်တာတစ်လုံးကိုတွေးရပြီးအထဲထဲမှာပင်လယ်စူးကောင်ဥတွေကိုတွေးလိုက်ရပါတယ်သူကအမဲသားအစာပင်လယ်စူးကောင်ဥတွေကိုတုံးပြီးဟင်းချက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်စောင်းကျဲတယောက်ဟင်းချက်တဲ့အစင်းစင်းကိုဗီယူတစ်ဆိုင်လုံးဆောင်ရင်နောက်ဆုံးအဆင့်မှာတော့သူတစ်ခုခုကိုထည့်လိုက်ပြီးဟင်းကိုအဆုံးသတ်လိုက်ပါတယ်ပြီးတာနဲ့ဟင်းကိုတရင်မှုစီကိုယ်တိုင်သွားရောက်တက်ခင်းအခန့်လိုက်ပါအဲ့ဒီချိန်မှာပဲယုံတုံးကမိဖို့ကြောင့်နဲ့ပြန်ရောက်လာပြီးတရင်မှုထိုင်နေတာကိုမြင်တော့အလံတကြားဖြစ်သွားပြီးသူကရဲရင်ကိုဘာဖြစ်တာလဲလို့လှမ်းပြီးတော့ရဲရင်ကသူ့ကိုပြန်អော်လိုက်ပါတယ်။ယုံတုံးကဘိုင်မကောင်းလို့အပြင်ထွက်နေတာပါလို့ဖြေရှင်းပြီးဟင်းကိုဘသူချက်တာလဲလို့မေးလိုက်တဲ့အခါရဲရင်ကစောင်းကျဲချက်တာလို့အတူချုံပြောလိုက်ပါတယ်။တရင်မှုကဟင်းကိုတစုံတောက်လိုက်တဲ့အချိန်မှာတော့အခန်းထဲကလူတွေအကုန်လုံးအသက်ရှူမားလောက်အောင်စောင့်ကြည့်နေကြကဟင်းရီတောက်ပြီးတာနဲ့တရင်မှုကအသက်ရှူမောတယ်လို့မျိုးမျက်နှာပေးနဲ့ကြမ်းမြင့်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီတော့မိဖို့ကြောင့်တွေကလူတွေအကုန်လုံးထိတ်လန့်သွားပြီးတရင်မှုကိုဈေးရုံစီချက်ချင်းပို့ပေးလိုက်ရပါတယ်။တပ်စခန်းထဲကစစ်သားတွေအကုန်လုံးကလည်းစောင်းကြေတော့တေချာပေါက်ရေးယူခံရတော့မှာပဲတရင်မှုကိုအစိတ်ခတ်တယ်လို့မျိုးဖြစ်သွားပြီဆိုပြီးတူတူလေးပြောနေကြပါတယ်။ယုံတုံးနဲ့စောင်းကျဲကိုလည်းစစ်ရဲကားတွေကကားပေါ်ဆွဲတင်သွားခဲ့ပါတယ်။ယုံတုံးကလည်းကျွန်တော်နဲ့မဆိုင်ပါဘူးလို့ငိုယိုပြီးပြောနေပြီမဲ့ရဲရင်နဲ့စီနီယာစစ်သားတွေကတော့စောင်းကျဲဟင်းနဲ့ဘာတွေထဲလိုက်မိတာလဲဆိုတာကိုနားမလည်နိုင်ပဲကောင်းချုံနေခဲ့ကြပါတယ်။ဈေးရုံရောက်တဲ့အခါတရင်မှုကသတိရလာပြီးငါအပေါ်ကိုရောက်သွားပြီးနှစ်သမီးနဲ့တောင်တွေးခဲ့သေးတယ်လို့ပဲအတီပေါင်းနဲ့ပြောလိုက်ပါတယ်။တကယ်တော့တရင်မှုကဘာမှမဖြစ်ပါဘူး။ဟင်းကအရန်ကောင်းလုံးလို့နတ်ပြည်ရောက်သွားသလိုခံစားလိုက်ရတာပါ။ဒါပေမဲ့ဟင်းထဲမှာပါသွားတဲ့ပင်လယ်စူးကောင်ဥကြောင့်တရင်မှုမှာဓာတ်မတည့်တာဖြစ်ပြီးအသက်ရှူနေနဲ့ကျက်သွားတာပါဘာမှမဖြစ်သွားပေမဲ့စောင်းကျင်တဲ့ယုံလုံးကတော့အပြစ်ပေးခံရမယ့်အခြေအနေဖြစ်နေပါတယ်ကံမကောင်းတာနဲ့ပဲရဲရင်ကကြောင်းဝင်ပြောပြီးလို့သူတို့နှစ်ယောက်လွတ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစနစ်ကစောင်းကျယ်ကိုမေးရှင်အောင်မြင်ကြောင်းနဲ့ကျင်းနှက်မှုတိုင်းတာခြင်းဆိုတဲ့စောရည်အစ်ကိုပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဟာစောကပင်လယ်စုကောင်ဥသုံးတာနဲ့ပတ်သက်ပြီးစစ်သေးပါတယ်တကယ်တော့အဲ့ဒီဥတွေကိုစပူကန်းထဲမှာလာရောက်ဝတ်ထားတဲ့သူကတော့စီနီယာစစ်သားကိုယ်တိုင်ဖြစ်နေတာပါဟာစောကသူ့ကိုစူပူလိုက်ပေမဲ့သူကိုယ်တိုင်လည်းစောင်းကျယ်ကိုစပူမှုလေ့ကျင့်သူဖြစ်ခံရဖို့ဆုံးဖြတ်မိတာမှားသွားပြီလို့ခံစားလိုက်ရပါတယ်ဒါကြောင့်သူတို့နှစ်ယောက်လုံးကစောင်းကျယ်ကိုတခြားနေရာကိုရွှေ့ပြောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာပဲဟာစောကစောင်းကျယ်ကိုခေါ်ပြီးသူ့ကိုယ်ပိုင်လမ်းကြောင်းကိုရွေးချယ်ဖို့အကြံပေးခဲ့ပါတယ်အဲ့ဒီချိန်မှာပဲနောက်ထပ်မေးရှင်တစ်ခုထပ်ပေါ်လာပြီးအဲ့ဒီမေးရှင်ကို82နာရီအတွင်းမအောင်မြင်ရင်စပူမှုတန်တာကြီးဖြစ်လာမယ်လမ်းကြောင်းကရပ်တန့်သွားမှာပါမေးရှင်ကတော့မျက်စီစမ်းရည်3ချိန်3ဖို့ဟင်း3ချိန်ဝေငှဖို့ဟာစောကို90ရာခိုင်နှုန်းအထိကျဉ်းအောင်လုပ်ပြီးဖို့ပါပဲနောက်တနေ့မနက်မှာတော့စောင်းကျယ်ကအကြံပေးသူနဲ့တွေ့ပြီးသူ့ဖေအကြောင်းပြောပြခဲ့ပါတယ်သူ့ဖေကဘယ်တော့မှလွယ်တကူလက်မလျှော့တတ်သူပါအကြံပေးသူကစောင်းကျယ်ဟာစပူမှုနဲ့မသိတော့ပေမဲ့သူ့ဖေလိုပဲလက်မလျှော့တတ်တဲ့သူပါလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာစောင်းကျယ်ကမိဖို့ကြောင့်တီသွားပြီးယုံတုံးကိုဘာလို့ဒီလိုမျိုးစပူမှုလာလောက်တာလဲလို့မေးလိုက်ပါတယ်ယုံတုံးကလည်းငါဆန္ဒနဲ့လာတာမဟုတ်ဘူးအမိတ်ပေးခံရလို့လာတာပါလို့တူတူလေးဖြေလိုက်ပါတယ်စောင်းကျန်တဲ့ယွန်းလုံးတို့စကားမပြောရသေးခင်မှာပဲဟာစောရောက်လာပြီးအလုတ်ချိန်ပြီးရင်ခေါက်သွဲပြုတ်3ပွဲချက်ပြီးဖို့မှာလိုက်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့တစ်ချက်ကတော့ကြက်ဝအနစ်ပေါက်မတော်ရဘူးဆိုတဲ့အချက်ပါပဲယွန်းလုံးတယောက်နားနေချိန်မှာအနောက်ချက်ဖြစ်ရလို့စိတ်တူနေပေမဲ့စောင်းကျယ်ကအကူအညီပေးဖို့ကမ်းလှမ်းလိုက်ပါတယ်ခေါက်ဆဲပြုံးနေတော့မှပဲစောင်းကျယ်ကိုတခြားယူနစ်ကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းကိုကြားရတဲ့အတွက်ယွန်းလုံးတယောက်စိတ်ရှုပ်ထွေးပြီးကြောက်ပုတ်နေတာကိုတောင်သတိမထားမိပဲအိုးထဲကိုထည့်မလို့ဖြစ်သွားခဲ့ပါတယ်စောင်းကျယ်ကချက်ချင်းတားလိုက်ပြီးသူ့ရဲ့စပူမှုမျက်စိစမ်းရည်နဲ့ကြည့်လိုက်တဲ့အခါကြောက်ဥတွေအကုန်လုံးပုတ်နေတာကိုတွေ့လိုက်ရပါတယ်။ယွန်းလုံးကမယုံလို့နောက်ထပ်တစ်လုံးထပ်ဖောက်ကြည့်တော့လဲပုတ်နေတာပါပဲ။ဒါပေမဲ့ရေခဲတစ်တာထဲမှာကြောက်ဥတစ်လုံးကျန်နေသေးတာကိုစောင်းကျယ်တွေ့သွားပါတယ်။ဟင်းချက်ပြီးတဲ့အခါယွန်းလုံးကတော့ပို့လိုက်ပါတယ်။ဟာစောကကြောက်ဥအနစ်ကိုဖောက်ကြည့်ပြီးအရန်ကောင်းမွန်တဲ့အတွက်ချေချူလိုက်ပါတယ်။ဒါကြောင့်စောင်းကျယ်ပေါ်ထားရှိရဲ့သူ့ရဲ့ဒေါသတွေလည်းကျော်ပါသွားခဲ့ရပြီးရဲရင်ကစောင်းကျယ်ကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းကိုကြားတော့ဟာစောကိုသွားမေးခဲ့ပါတယ်။အဲ့ဒီလိုပြောင်းရွှေ့တာကသူကင်တွယ်ရမယ့်ကိစ္စမလို့ပါ။ဒါပေမဲ့ဟာစောကတော့စကားလမ်းကြောင်းလွှဲလိုက်ပြီးရဲရင်ရဲ့အနာဂတ်အတွက်စိုးရင်ကြောင်းပြောပြပါတယ်။စစ်သားတလေးတယောက်အတွက်ကိုယ့်ရဲ့အနာဂတ်ကိုမစွန့်စားဖို့တတိပေးလိုက်တာပါ။စောင်းကျယ်ကတော့သူ့အမေစီဖုံးဆက်ပြီးအနာဂတ်မှာအမေနဲ့အတူအကြောင်းဝယ်လုပ်ပေးတော့မယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲနောက်တဲ့ဟင်းချက်နေအသစ်တစ်ခုပေါ်လာပြီးသူ့အမှန်တကယ်စိတ်ဝင်စားနေဟင်းချက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့စပူကန်းထဲမှာထမင်းဟောင်းနှံတွေရနေပြီးယွန်းလုံးကစိတ်ညစ်နေလို့ဘူးမဆိုင်ပင်မဲ့စောင်းကျင်ကတော့ပစ္စည်းတွေကိုစတင်ရှင်းလင်းလိုက်ပါတယ်။သူကရှက်လက်ကားရည်ကိုသုံးပြီးထမင်းဟောင်းနှံကိုဖျောက်ပစ်လိုက်တယ်လို့ငံလုံးနဲ့ဟင်းရည်ကိုလည်းရေထည့်ပြီးအရသာပြင်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာငရုတ်သီးစိမ်းလေးတွေထည့်လိုက်တဲ့အခါတာမန်ဟင်းလေးကနေကျဲသုံးပွင့်အစင်ရှိဟင်းလျာဖြစ်သွားပါတော့တယ်။ယွန်းလုံးပြန်ရောက်လာတဲ့အခါမှာတော့စောင်းကျင်ကိုမိဖို့ကြောင်တွေကနေအမြန်မောင်းထုတ်လိုက်ပါတယ်။မနက်စာစားချိန်မှာစစ်သားတွေကဟင်းကိုမြည်ကြည့်လိုက်တဲ့အခါ
အရန်ရတာရှိနေတာမို့အံ့အားသင့်သွားကြပါတယ်စီနီယာစစ်သားတွေကယုံလုံးကိုချီကျူးလိုက်ကြပြီးတခြားသူတွေကလည်းအရသာရှိလွန်းလို့အဝါစားနေကြပါတယ်အဲ့ဒီချိန်မှာပဲစောင်းကျင်ရဲ့မေးရှင်တွေအကုန်လုံးအောင်မြင်သွားပြီးနောက်ဆုံးမေးရှင်ဖြစ်တဲ့ဟာဆောကို90%ကျင်းနဲ့အောင်လုပ်ပြီးဖို့ပဲကြံပါတော့တယ်ရဲရင်လည်းမိဖို့ကြောင့်တွေကိုရောက်လာတဲ့အခါအစားအသောက်တွေရဲ့ရတာကိုမြည်ကြည့်ပြီးအံ့အားသင့်သွားပါတော့တယ်မိဖို့ကြောင့်တွေကဟင်းတွေကအရန်ရတာရှိလို့စစ်သားတွေအားလုံးအကုန်အောင်စားတောက်လိုက်ကြပါတယ်ရဲရင်ကိုယ်တိုင်လည်းဟင်းကိုမြည်ကြည့်ပြီးအံ့အားသင့်လာခဲ့ကအဲ့ဒီနောက်မှာတော့ယွန်တုံးနဲ့စောင်းကျဲတို့တူလောင်ကန်းထဲမှာစကားပြောပြခဲ့ကြပါတယ်ပစ္စည်းတွေတက်တန်းကုန်ကန်ကြီးဖြစ်နေတာကိုယွန်တုံးကညီးထွားနေပေမဲ့စောင်းကျဲကတော့ပစ္စည်းတွေကိုဘူးမဖွင့်ဝဲနေတော့တက်တန်းတွေကိုတီတီကြကြပြောပြနိုင်တာမို့ယွန်တုံးအံ့အားသင့်သွားခဲ့ပါတယ်စောင်းကျဲရွှေပြောင်းခံရတော့မှကိုယွန်တုံးကနှမျောသွားတာမို့ရဲရင်နဲ့စီနီယာစစ်သားတွေစီသွားပြီးဒီနေ့ဟင်းတွေကိုစောင်းကျဲချက်တာပါလို့ဝန်ခံကစောင်းကျဲကိုဆက်ထားဖို့တောင်းဆိုလိုက်ပါတယ်နေ့လည်သားသားချိန်မှာစောင်းကျဲနဲ့ယွန်တုံးတို့ရင်ဖွင့်ပြောဆိုကြပါတယ်ဒါပေမဲ့အဓိကအခက်ခဲကတော့ဟာဆောရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပေးဖို့ပါပဲ။စောင်းကျဲကဟာဆောကိုဝတ်သားကတ်ကြုံနဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပေးမယ်လို့ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်လုံးဟင်းချက်ဖို့ပစ္စည်းတွေရှာကြပေမဲ့ယွန်တုံးကကြက်ကူကြောက်တဲ့သူမျိုးကြောက်ထုတ်ဖို့အတော်လေးဒုက္ခရောက်ခဲ့ပါတယ်။စောင်းကျဲကတော့ဟင်းတွေရတာရှိရင်လူတွေရဲ့စိတ်ကိုပြောင်းလဲနိုင်တယ်လို့သူ့ဖေပြောခဲ့တဲ့စကားကိုအမှတ်ရနေခဲ့ကသူတို့မှာဝတ်သားကောင်းကောင်းမရှိတာကြောင့်ယွန်တုံးကအမြဲတမ်းစားကြုံစားကြံတွေကိုလာယူတဲ့ဝမွေးမှုရည်တမတော်ကြုံနဲ့ချိတ်ဆက်ပေးလိုက်ပါတယ်။နောက်တနေ့မှာတော့တော်ကြုံကအသားကောင်းတွေလာပူပေးပါတယ်။စောင်းကျဲတယောက်ဝတ်သားကတ်ကြုံကိုပထမဆုံးအချိန်ချက်ကြည့်ပေမဲ့စားတွေအလုံးစုံထည့်မိလို့မအောင်မြင်ခဲ့ပါဘူး။ဒုတိယအချိန်မှာတော့စားကိုအနှဲငယ်ပဲသုံးပြီးအပူချိန်ကိုထိန်းချုပ်ခါအထူးကောင်းမွန်တဲ့ဝတ်သားကတ်ကြုံကိုချက်ပြုတ်နိုင်ခဲ့ပါတယ်။စောင်းကျဲကအဲ့ဒီဝတ်သားကတ်ကြုံကိုဟာဆောစီကိုတွားပေးခဲ့ပါတယ်။ဟာဆောကတော့သူ့ကိုရွှေ့ပြောင်းမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲမှမဟုတ်ဘူးလို့ပြောပြီးဝတ်သားကတ်ကြုံကိုလည်းမကြိုက်ဘူးလို့ညင်းပယ်လိုက်ပါတယ်။စောင်းကျဲတယောက်စိတ်တက်ကြပြီးပြန်လာခဲ့ရကရဲရင်ကလည်းစောင်းကျဲရဲ့ကြိုးသားမှုကိုတီးလို့ဟာဆောကိုထပ်ပြီးတောင်းဆိုပေမဲ့ဟာဆောကလက်မခံခဲ့ပါဘူး။နောက်ဆုံးတော့ရဲရင်ကိုယ်တိုင်ပဲဝတ်သားကတ်ကြုံကိုယူဆလိုက်ပါတယ်။စောင်းကျဲရဲ့စပူမှုခီးစဉ်ကတော့အခုမှစတင်တော့မှာပါ။နောက်ပိုင်းလေးတွေမှာဘလို့အခက်အခဲတွေကိုသူကြော်ဖြတ်သွားမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦး။နောက်ပိုင်းတွေကိုမကြခင်တင်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုပေးဖို့တောင်းဆိုအပ်ပါတယ်။